TikTok ဗလိန်မှာဗီဒီယိုတွေကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါရယ်။တပတ်တစ်ခါဗလိန်နေကြနေလေးတော့ရောက်လာပါပြီ။မင်္ဂလာပါ Digital Founder ကိုစရာဖြိုးပါ။ဒီနေ့ကျွန်တော် TikTok ဗီဒီယိုတွေတင်တဲ့အခါမှာမတိလိုက်မတိဖာတာနဲ့မှားလေးမှားတာရှိတဲ့အမှားလေးတွေကတစ်ခုကိုဗလိန်မှာဖြစ်ပါတယ်။ကိုယ့်ရဲ့ TikTok profile နဲ့ကိုဝင်ကြည့်တဲ့သူတွေအတွက် direction title မရှိတဲ့ကိစ္စဖြစ်ပါတယ်။ကိုကပစ္စည်းတွေရောင်းတယ် service တွေရောင်းတယ်ဗီဒီယိုတွေလည်းအချိန်မှပုံမှန်လည်းတင်လေးရှိတယ်။အဲ့တော့ကိုရောင်းတဲ့ပစ္စည်းလေးကိုကြည့်ပြီးတော့ကြိုက်ပြီးတော့ကိုယ့်ရဲ့ profile နဲ့ကိုတခြားဘာတွေရှိလဲပေါ့နော်လာပြီးတော့ဆက်စုတဲ့လူတွေဗီဒီယိုတွေတော့တင်ထားတယ်အများကြီးပဲဒါပေမဲ့ဘယ်ဗီဒီယိုကဘာအကြောင်းအရာမှမသိဘူးအဲ့တော့ direction title ဆိုတာအဲ့ဒါကိုပြောတာprofile နဲ့ရောက်လာပြီးဗီဒီယိုတွေကိုအောက်ကနေပြီးတော့ post ပါအဲ့မှာဗီဒီယိုတွေမှာစာတွေဘာမှမရေးထားတဲ့အခါကျတော့ဘယ်ဗီဒီယိုကဘာအကြောင်းအရာမှန်းကိုမသိတော့ဘူးအဲ့တော့ကို profile နဲ့ရောက်တဲ့လူတွေအကုန်လုံးကကိုဗီဒီယိုတွေအကုန်လုံးကိုတပုတ်မှကြံအစအဆုံးထိုင်ပြီးတော့ကြည့်နေမယ်လို့မထင်ကြနဲ့နော်သူတို့ကြည့်နေတဲ့အပုတ်ကလေးတွေကိုပဲရွေးကြည့်ခြင်းလားအဲ့တော့အဲ့လိုရွေးကြည့်ခြင်းတဲ့လူတွေအတွက်ကိုက direction title တွေမထည့်ထားဘူးမပြထားဘူးခုကျွန်တော်တို့ digital မှာဆိုကြည့်လိုက်ကျွန်တော်ဗီဒီယိုတစ်ပုတ်ချင်းစီအတွက် title လေးတွေ preview လေးတွေပြထားတယ် thumbnail လေးတွေပြထားတယ်ပေါ့နော်အဲ့လိုမျိုး direction title လေးတွေတက်စေချင်လားအဲ့တော့အဲ့လို direction title လေးတွေတက်နည်းလေးသိချင်လို့ဆိုရှင်ဒီလက်နှစ်ခုရှိတယ်ဗျသိချင်တဲ့လူတွေရှိလို့ဆိုရှင် comment မှာသိချင်ပါတယ်လို့မှန်ငယ်ပေးပါခင်ဗျကျွန်တော်ဗီဒီယိုတစ်ပုတ်တက်တင်ပေးပါမယ်အပတ်စဉ်တင်ဆက်နေတဲ့ TikTok ဗလိန်မှာဗီဒီယိုလေးကဒီလောက်ပါပဲနောက်ကိုလည်း TikTok ဗီဒီယိုတွေတင်တဲ့အခါမှာမသိလိုက်မသိပါလာနဲ့လုံးလေးရှိတဲ့အမှားတွေကို TikTok ဗလိန်မှာဆိုပြီးတော့ခေါင်းစဉ်တက်ပြီးတော့ဗလိန်အောင်မှာမို့လို့စောင့်မျှော်ကြည့်ရှုပေးပါအောင်ခင်ဗျအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်နော်